moment ချီလေးနေလာပြီယုံကြည်သူများလည်းတတိရှိထားရမည်ပြားစကားအားချလည်းမထူးချမ်းနှလုံးမှာနေတာလောကရဆွေနေတဲ့ဇာတိရဲ့စိတ်ကိုစွန့်ပစ်ပါmoment ချီလေးနေလာပြီယုံကြည်သူများလည်းတတိရှိထားရမည်ပြားစကားအားချလည်းမထူးချမ်းနှလုံးမှာနေတာလောကရဆွေနေတဲ့ဇာတိရဲ့ရာတွေစွန့်ပစ်ပါခင်ရဲ့တွေ့တာကိုစားလာချင်းရှိတော့မှလောကရဲ့ရာစွန့်ပစ်လို့ခင်တန်ပါလူကိုဆွေးချနေတဲ့သိပ္ပံပညာများတဲ့ဖျားကိုပူဇော်ရတာတရှိ